ချစ်ရွှာပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2026ဇွန်လ10ရက်နေ့တနင်္လာနေ့တနေ့တာလက်နေရကအနောက်ရက်စတ္တိယရကအနောက်ရက်ရံပေါ်ရရကရှိရဖြစ်တယ်မူလစမ်းရှင်တဲ့ကပြောပါပရပိုင်တဲ့ကဖြစ်တယ်မေတ္တာရာသီမှာအင်္ဂါကျိုးပြိဿရာသီမှာတနင်္ဂနွေကျိုးမေတုံရာသီမှာဗုဒ္ဓကျိုးနဲ့တောက်ကြကျိုးကရကရာသီမှာဇာတာပတိကျိုးသင်ရာသီမှာခိတ်ကျိုးကုံရာသီမှာတနင်္လာကျိုးနဲ့ရောက်ကျိုးတို့တည်ရှိပြီးမေရာသီမှာစနေကျိုးတည်ပါတယ်မေတ္တာရာသီဘာတွေအတွက်ကောင်းသောကံကျိုးပေးမှုနဲ့တိုးတက်မှုတွေပဲနဲ့အလောက်ချအောင်မြင်မယ်နေ့10ခွဲနဲ့7နိုင်ကြညနေ3နိုင်နေ4နိုင်ခွဲကြရအဆင်ပြေမယ်ဒေသရာသီဘာတွေမှာရှားပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်နေ့7နိုင်ခွဲနောက်ပိုင်းထူကောင်းမယ်မေထုံရာသီဘာတွေမှာရှားပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းခရီးကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်ခြင်းရပ်တန့်သောလုပ်ငန်းများပြန်လည်စတင်နိုင်တယ်နေ့တနိုင်ခွဲနောက်ပိုင်းလုပ်သမျှအောင်မြင်မှုတိုးတက်မှုတွေရှာရှိမယ်ကရကရာသီဘာတွေမှာငွေကြေးကံကောင်းမဲ့တပ်ဖွဲ့မဲ့ကြိုးရပြည့်စုံမယ်မနေ့7နိုင်ခွဲနဲ့7နိုင်ကြနေ့တနိုင်ခွဲနဲ့ညနေ3နိုင်ကြအထူးကောင်းသင်ရာသီဘာတွေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ပစ္စည်းပြောက်တတ်တယ်နေ့7နိုင်ကျော်သွားပြီးတော့ထူးထူးခြားခြားကံကောင်းညနေ3နိုင်တော့ပဲပို၍ကောင်းခြင်းကံကိုရရှိမယ်ကံရာသီဘာတွေမှာရပိုင်ခွင့်ပြန်လည်ရမယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်ခရီးကိစ္စစီစဉ်မအောင်မြင်မယ်နေ့တနိုင်ခွဲနောက်ပဲထူးကောင်းတယ်တူရာသီဘာတွေအတွက်လုံးစုံကံကောင်းခြင်းနဲ့ရှိမှကြအောင်မြင်ခြင်းတွေရှိမယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြနေ့7နိုင်နေ့တနိုင်ခွဲကြညနေ4နိုင်ခွဲနဲ့6နိုင်ကြတွေမှာထူးကောင်းတယ်ရိတ်ဆာရာသီဘာတွေမှာလူမင်္ဂလာကိစ္စတွေပေါင်းရင်ပတ်သက်ရနိုင်မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်နေ့7နိုင်တော့ပဲလုံးသမျှအဆင်ပြေမယ်ဓနုရာသီဘာတွေမှာရာတက်ကံနဲ့ရှိပြီးလောက်ရမယ်တပားသူကြောင့်ကိုယ်ရွယ်ချက်ပြည့်ရင်းခြင်းလောက်ဆက်များခြင်းတွေကိုကြုံမယ်ညနေ3နိုင်တော့ပဲထူကောင်းမယ်မကာရရာသီဘာတွေမှာစေတနာဝေဒနာဖြစ်တယ်ကိုလှုပ်ထားတဲ့ကိစ္စတွေကိုနောက်ဆက်တဲ့သူတွေနဲ့တွေ့ဆုံးသက်ခံဒီမှာအစစရာတိကနေပြန်ဆလာပြီးချော်တတ်တယ်ညနေ4ခွဲတော့ပဲတော့တစစကောင်းပါပါကွန်ရာသီဘာတွေအတွက်ရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေဆောင်ရွက်ရမယ်ကိုလို့သမျှအစီအပြေမယ်7နိုင်ခွဲနဲ့7နိုင်ကြနေ့တနိုင်ခွဲနဲ့ညနေ3နိုင်ကြတွေမှာအစီအပြေမယ်မေရာသီဘာတွေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ပြောရေးဆိုရအောင်မြင်မယ်အလုတ်ကံကံကောင်းမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်နေ့တနိုင်ခွဲနောက်ပိုင်းထူကောင်းတယ်တနေ့တာကာလအတွင်းမှာအချိုးပေးတဲ့ရောင်ကအနဲ့ရောင်အပြာရိပ်ရောင်နဲ့ပြရောင်လို့ဖြစ်တယ်တနေ့တာခြားစာပွင့်ရကတောင်ရက်ကိုမျက်နှာမူပြီးတော့လက်ခုပ်3ချက်တီးပြီးတနေ့တာကိစ္စများအင်္ဂါထွက်ပြီးလောက်ခိုင်းထူးထူးခြားခြားအောင်မြင်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ချစ်ရွှာပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2026ဇွန်လ10ရက်နေ့တနင်္လာနေ့တနေ့တာလက်နေရကအနောက်ရက်စတ္တိယရကအနောက်ရက်ရံပေါ်ရရကရှိရဖြစ်တယ်မူလစမ်းရှင်တဲ့ကပြောပါပရပိုင်တဲ့ကဖြစ်တယ်မေတ္တာရာသီမှာအင်္ဂါကျိုးပြိဿရာသီမှာတနင်္ဂနွေကျိုးမေတုံရာသီမှာဗုဒ္ဓကျိုးနဲ့တောက်ကြကျိုးကရကရာသီမှာဇာတာပတိကျိုးသင်ရာသီမှာခိတ်ကျိုးကုံရာသီမှာတနင်္လာကျိုးနဲ့ရောက်ကျိုးတို့တည်ရှိပြီးမေရာသီမှာစနေကျိုးတည်ပါတယ်မေတ္တာရာသီဘာတွေအတွက်ကောင်းသောကံကျိုးပေးမှုနဲ့တိုးတက်မှုတွေပဲနဲ့အလောက်ချအောင်မြင်မယ်နေ့10ခွဲနဲ့7နိုင်ကြညနေ3နိုင်နေ4နိုင်ခွဲကြရအဆင်ပြေမယ်ဒေသရာသီဘာတွေမှာရှားပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်နေ့7နိုင်ခွဲနောက်ပိုင်းထူကောင်းမယ်မေထုံရာသီဘာတွေမှာရှားပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းခရီးကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်ခြင်းရပ်တန့်သောလုပ်ငန်းများပြန်လည်စတင်နိုင်တယ်နေ့တနိုင်ခွဲနောက်ပိုင်းလုပ်သမျှအောင်မြင်မှုတိုးတက်မှုတွေရှာရှိမယ်ကရကရာသီဘာတွေမှာငွေကြေးကံကောင်းမဲ့တပ်ဖွဲ့မဲ့ကြိုးရပြည့်စုံမယ်မနေ့7နိုင်ခွဲနဲ့7နိုင်ကြနေ့တနိုင်ခွဲနဲ့ညနေ3နိုင်ကြအထူးကောင်းသင်ရာသီဘာတွေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ပစ္စည်းပြောက်တတ်တယ်နေ့7နိုင်ကျော်သွားပြီးတော့ထူးထူးခြားခြားကံကောင်းညနေ3နိုင်တော့ပဲ
ပို၍ကောင်းခြင်းကံကိုရရှိမယ်ကံရာသီပွားတွေမှာရပိုင်ခွင့်ပြန်လည်ရမယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်ခီးကိစ္စစီစဉ်မအောင်မြင်မယ်နေ့တနိုင်ခွင့်နောက်ပိုင်းထူကောင်းတယ်တူရာသီပွားတွေအတွက်လုံးစုံကံကောင်းခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေရှိမယ်မနေ့9နိုင်ခွင့်နဲ့9နိုင်ကြနေ့7နိုင်နေ့တနိုင်ခွင့်ကြညနေ4နိုင်ခွင့်နဲ့6နိုင်ကြတွေမှာထူကောင်းတယ်ရိတ်စာရာသီပွားတွေမှာလူမင်္ဂလာကိစ္စတွေပေါဝင်ပတ်သက်ရနိုင်မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်နေ့7နိုင်နောက်ပိုင်းလုံးသမျှအဆင်ပြေမယ်ဓနုရာသီပွားတွေမှာရာတက်ကံနဲ့ရှိပြီးလောက်ရမယ်တပားသူကြောင့်ကိုယ်ရွယ်ချက်ပြည့်ရင်းခြင်းနောက်ဆက်များခြင်းတွေကိုကြုံမယ်ညနေ3နိုင်နောက်ပိုင်းထူကောင်းမယ်မကာရရာသီပွားတွေမှာစေတနာဝေဒနာဖြစ်မယ်ကိုလှုပ်ထားတဲ့ကိစ္စတွေကိုနောက်ဆက်တဲ့သူတွေနဲ့တွေ့ဆုံးသက်ခံဒီမှာအစစရာတိကနေပြန်ဆလာပြီးချော်တတ်တယ်ညနေ4ခွင်နောက်ပိုင်းတော့တစစကောင်းပါပါကွန်ရာသီပွားတွေအတွက်ရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေဆောင်ရွက်ရမယ်ကိုလုံးသမျှအစီအပြေမယ်စနေခွဲနဲ့7နိုင်ကြနေ့တနိုင်ခွဲနဲ့ညနေ3နိုင်ကြတွေမှာအစီအပြေမယ်မေယာသီပွားတွေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ပြောရေးဆိုရအောင်မြင်မယ်အလုတ်ကံကံကောင်းမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စအစီအပြေမယ်နေ့တနိုင်ခွဲနောက်ပိုင်းထူကောင်းတယ်တနေ့တာကာလအတွင်းမှာအချိုးပေးတဲ့ရောင်ကအနဲ့ရောင်အပြာရိပ်ရောင်နက်ပြရောင်လို့ဖြစ်တယ်တနေ့တာခြားစာပွင့်ရရကတောင်ရက်ကိုမျက်နှာမူပြီးတော့လက်ခုပ်3ချက်တီးပြီးတနေ့တာကိစ္စများအင်္ဂါထွက်ပြီးလောက်ခိုင်းထူးထူးခြားခြားအောင်မြင်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်